ဆေးတောက်တဲ့နေရာမှာနန်းကားဆရာကြီးလားဆိုပြီးတော့နန်းရဲ့ CV ထဲမှာဝင်မေးကြတယ်ပေါ့နော်ဆရာကြီးမဟုတ်ရပါဘူးရှင်နန်းကားနန်းလှုပ်ဖူးတဲ့အတွေ့အကြုံကနေပြောပြတာပါရှင်ပြီးတော့နန်းထက်ဆေးနီးတွေပိုကျွမ်းတဲ့ဆရာတွေအများကြီးပါနန်းထိုင်းနိုင်ငံမှာဆေးတုပ်ဖူးထားတဲ့အတွေ့အကြုံကနေပြောပြတာပါထိုင်းနိုင်ငံမှာရေဆေးစီဆေးတွေဆေးနီးစုံသလိုဒီပရိဘောဂပိုင်းမှာလည်းဆေးနီးအမျိုးစုံရှိပါတယ်ဆေးအမျိုးအစားတွေများသလိုကိုတုံးမဲ့ဆေးနီးတွေကလည်းနီးမျိုးစုံရှိတယ်ပေါ့နော်ပြီးတော့မြန်မာပြည်ကအောက်ခံဆေးကိုဘယ်လိုခေါ်လဲဆိုပြီးတော့နန်းကိုမေးကြတယ်ပေါ့နော်မြန်မာပြည်ကဆေးတုတ်တဲ့ဆရာတယောက်နဲ့စကားပြောရတဲ့လောက်တော့မြန်မာပြည်ကအောက်ခံဆေးကိုစီလာလို့လည်းခေါ်တယ်လို့ပရိုင်မာလို့လည်းခေါ်တယ်ပေါ့နော်ထိုင်းဘက်မှာတော့အောက်ခံဆေးကိုထိုင်းလိုစီလောင်ဖื้นလို့ခေါ်ပါတယ်မြန်မာပြည်ကမိတ်ဆွေတွေပေါ့နော်နန်းရေအမအိမ်ဆေးတုတ်ချင်တယ်အကိုအိမ်ဆေးတုတ်ချင်တယ်အဲ့ဒါအိမ်ကိုလာကြည့်ပေးလို့ရလားဆိုပြီးတော့နန်းကို CB ကနေလာမေးကြပါတယ်နန်းကထိုင်းနိုင်ငံမှာပါထိုင်းနိုင်ငံမှာမို့လို့လာကြည့်ပေးလို့မရပါဘူးเนาะနန်းကဆေးနီးတွေကိုဒီထိုင်းဘက်ကပဲအတွေ့အကြုံရှိတယ်ပေါ့နော်မြန်မာပြည်ဖက်ဆေးပဲလို့တုတ်လဲတော့နန်းအတွေ့အကြုံမရှိပါဘူးရှင်မြန်မာပြည်ကဆေးတုတ်ဆရာတယောက်ကိုနန်းမေးကြည့်လိုက်တာဆေးတုတ်နေရတော့အတူတူပဲဒါပေမဲ့အခေါ်အဝေါ်တွေကကွဲသွားတယ်လို့သူပြောတယ်ပေါ့နော်